အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဘုဒ္ဓဘာအောင် channel လေးကနေကြိုဆိုပါရစေခင်ဗျာကျွန်တော်ရဲ့ channel လေးကတော့ကျွန်တော်ရဲ့ညီငယ်ညီမငယ်လေးတွေအတွက်အဓိကရည်ရွယ်ပြီးအသိပညာဘုဒ္ဓများရရှိအောင်ရည်ရွယ်ပြီးတင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာယခုတင်ဆက်မယ့်အကြောင်းအရာကတော့ပထမသင်္ခါယနာတင်တော်မူခံစတင်ဖြစ်ပေါ်လာပုံအကြောင်းရင်းပဲဖြစ်ပါတယ်ခင်ဗျာပထမသင်္ခါယနာပုံဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးနောက်9ရက်ကြာသောအခါရှင်မဟာကတ္တဗတိ900ဖြင့်ပါဝါပြီးမှကုသိနာယုံတို့ကြွလာစေလန်ခီအကြနာနေတော့မှဘုရားရှင်ပြိဋိဘံဆံတော်မူကြောင်းကြားရ၍ယဟန်မြတ်ကိုကြည်ကြလေသည်ထိုယဟန်မြတ်ကိုကြည်ကြရ၌သူပဒအမည်ရသောတောတက်ကြီးယဟန်တစ်ပါးကငါရှင်တို့မငိုကြနှင့်ယဟန်ကောရမရဲ့အချုပ်ချကိုငါတို့ဒီခံခဲ့ရပြီးယခုသူမရှိတော့ပြီးငါတို့ဒီလွတ်လပ်ပြီးဝန္တာအာရစာပြောလေ၏ဒီအကြောင်းအရာလေးကိုဆက်ပြီးမပြောခင်ငယ်ဖြူနဲ့တောထွက်ကြီးအကြောင်းကိုဘုဒ္ဓလေးအနေဖြင့်ပြောပြပါစီခင်ဗျာငယ်ဖြူဆိုသောစကားလုံးကငယ်ပြုတ်ဆိုသောစကားလုံးကနေတဖြည်းဖြည်းငယ်ပြုတ်ငယ်ဖြူဆိုပြီးဖြစ်ပေါ်လာပါတယ်ခင်ဗျာငယ်ဖြူရဟန်းဆိုရင်အသက်9နှစ်ကနေအသက်20အကြာသာသနာပေါင်းတဲ့ငယ်ရွယ်နဲ့ဖြူဖြူစင်ရောက်လာခဲ့တဲ့ရှင်ရဟန်းတွေကိုငယ်ဖြူလို့ပြောတာဖြစ်ပါတယ်ခင်ဗျာတောထွက်ကြီးကတော့အသက်ကြီးမှရဟန်းဝတ်လာတဲ့ပုံကိုပြောချင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ခုနအကြောင်းအရာလေးကိုပြန်ဆက်သွားလိုက်ရအောင်ခင်ဗျာဒါကြောင့်သူပဒတောထွက်ကြီးရဟန်းပြောတဲ့စကားကိုအရှင်မကတ္တဗမထေရကြီးကြားလေပြီထိုစကားကိုကြားတော့အရှင်မြတ်ကြီးမှာအနာဂတ်သာသနာအတွက်စိတ်မချတဝင်ကဖြစ်တော်မူခြင်းဖြင့်တိကံခဲ့ရလေတယ်ပြီးနောက်မြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်များဝေချမ်းပြီးလင်အရှင်မြတ်ကြီးကတန်ဃာတော်များအလယ်၌ဗုဒ္ဓတရားတော်များကိုသဘောတူပေါင်းစပ်ပြီးတေခါယနာမတင်ထားလင်သူပဒလိုယဟန်တွေဖြည့်ဆည်းဝယ်စီကြောင်းပြောပြလဲယဟန်များကလည်းသဘောတူကြလေသည်အဲ့ဒီနောက်မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ဆောင်တော်မူပြီး3လအကြာတွင်အရှင်တော်မြတ်ကြီးကအာဇာတမင်းကြီးရဲ့အကူအညီဖြင့်သာသနာတော်နှစ်တစ်နှစ် BC 944တွင်ယခုအိန္ဒိယနိုင်ငံရာဇကြိုပြည်ဝေဘာရတောင်စီတတ္တပန္တိတလှိုင်ကိုတော်၌အရှင်မြတ်ကြီးဦးဆောင်ပြီးယဟန္တာအပိုင်း900နှင့်အတူပရမတ်သင်္ခါယနာကိုတင်တော်မူလေသည်စုပေါင်းရွတ်ဖတ်ခြင်းကာလအဖြစ်9လတတိုင်ကြာမြင့်ခဲ့လေသည်ပရမတ်သင်္ခါယနာတင်ချိန်မှာအရှင်မြတ်ကြီးရဲ့ကြိုးစားအထောက်မှုနဲ့သာသနာတော်အပေါ်စေတနာတမိုးထောင်မှုတို့ကိုပေါ်လေစွာမြင့်တွေ့ခဲ့ရတယ်ခင်ဗျာအရှင်မြတ်ကြီးရဲ့ကျေးဇူးတရားတွေကြောင့်ပဲကျွန်တော်တို့တွေမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကိုယနေ့ထိတိုင်တွေ့ကြုံရခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီလိုသာသနာတော်၌ခေတ်အဆက်ဆက်သင်္ခါယနာတင်ခဲ့ပြီးဒုတိယသင်္ခါယနာတော်ကိုမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးသာသနာတော်နှင့်100 BC 444တွင်ယခုအိန္ဒိယနိုင်ငံယခင်ဝေတာလီပြည်ဝါလုကာရမကျောင်းတိုင်း၌ဆရာတော်အရှင်ယတအရှင်တပ္ပဂါမိအရှင်ယေဝဒအရှင်မြတ်တွေဦးဆောင်ပြီးကာလာတောကမင်းကြီးအကူအညီဖြင့်ယဟန္တာအပါ900နှင့်အတူ9လကြာစုပေါင်းရွတ်ဆိုခဲ့ကြလေသည်နောက်ပြီးတတိယသင်္ခါယနာကိုမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးသာသနာတော်နှင့်235 BC 309ယခုအိန္ဒိယနိုင်ငံယခင်ပါထလီပုတ်ပြည်အာတောကယုံကျောင်း၌ဆရာတော်အရှင်မဟာမောဂလိပုဒ္ဒတိတ်တမဟာထေဦးဆောင်ပြီးတကားတော်အာတောကမင်းကြီးအကူအညီဖြင့်ယဟန္တာအပါ1000တို့နှင့်အတူအချိန်ကာလ9လအကြာစုပေါင်းရွတ်ဆိုခဲ့ကြလေသည်ဒီလိုနဲ့သဒ္ဒရသင်္ခါယနာကိုမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးသာသနာတော်နှင့်450 BC 94ယခင်တီဟို၌တိတိလင်ကမလယဇနပုတ်အလောကလိုက်ကူ၌ဆရာတော်အစီမာယခိမဟာထေဦးဆောင်ပြီးတကားတော့ဝကကာမဏိမင်းကြီးအကူအညီဖြင့်တန်ဃာတော်အပန်း900နှင့်အတူအချိန်ကာလတစ်နှစ်တိုင်ကြာမြင့်စွာရွတ်ဖတ်ပူဇော်ခဲ့ကြရလေသည်ပြင်စမသင်္ခါယနာကိုမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးသာသနာတော်နှင့်2415 AD 1481မြန်မာပြည်မန္တလေးမြို့ဖျားကြီးတိုင်း၌ဆရာတော်အစဉ်ဇာကရမဟာထေဦးဆောင်ပြီးတကားတော့မင်းတော်မင်းတရားကြီးရဲ့အကူအညီဖြင့်တန်ဃာတော်အပါ2400နှင့်အတူအချိန်ကာလ9လ3ရက်တိုင်စုပေါင်းစုခဲ့ကြရလေသည်ဒီလိုနဲ့ခေတ်အဆက်ဆက်သင်္ခါယနာတင်ပြီးသတ္တမသင်္ခါယနာကိုမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးသာသနာတော်နှစ်2500 AD 1954မြန်မာပြည်ရန်ကုန်မြို့မဟာပါတနာလိုင်ကူ၌ဆရာတော်အစီယဝတမဟာထေဦးဆောင်ပြီးသမ္မတကြီးဒေါက်တာပဦးနှင့်ဝန်ကြီးချုပ်ဦးနုတို့ရဲ့အကူအညီဖြင့်တန်ဃာတော်အပါ2500နှင့်အတူအချိန်ကာလ2နှစ်တိုင်ကြာမြင့်စွာစုပေါင်းရွတ်ဖတ်ခဲ့ကြရလေသည်ဒီလိုခေတ်အဆက်ဆက်သာသနာတော်ကိုကာကွယ်ဆောက်ရှောက်ပြီးအချိန်မှာတော့
နောက်ဆုံးကျွန်တော်တို့ရဲ့မျိုးဆက်တွေအထိရောက်ရှိလာရခြင်းဖြစ်ပါတယ်ဆရာတော်တန်ဃာတော်တွေရဲ့သာသနာတော်အပေါ်တန်ဖိုးထားမှုကိုမြင့်တက်ခဲ့ရပြီးနောက်ကျွန်တော်တို့ညီငယ်ညီမငယ်တွေလည်းသာသနာတော်ကြီးကိုစူးစမ်းကောက်ွယ်ဆက်ဆောက်ပြီးနောက်မျိုးဆက်တွေအထိလက်စစ်ကမ်းနိုင်ပါစေလို့မျှော်လင့်ရင်းနဲ့ဒီမှာဒီအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုလိုဘုဒ္ဓဗီဒီယိုလေးတွေနားထောင်ချင်ရင်တော့ကျွန်တော်ရဲ့ဘုဒ္ဓဘာသာ channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာ